ဒီဘဲကကျွန်တော်တို့တည်ထားတဲ့ဗန်မန်လုံးဝမဟုတ်ပါဘူး။ तू ကဥပဒေကိုလိုက်နာတဲ့သူရဲကောင်းမဟုတ်ဘဲနဲ့ရာဇဝတ်ကောင်တို့အယိုးရင်းထိကြောက်လန့်သွားအောင်ဖန်တီးထားတဲ့အမဲလိုက်ဇက်ကောင်တစ်ကောင်ပါ။ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးတည်ကြထားတဲ့ဗန်မန်ဆိုတဲ့ဇက်ကောင်အခြေခံစပြီးအကုန်လုံးပြောင်းလဲပစ်လိုက်တဲ့ DC ရဲ့အသစ်ဆက်ဆက် Absolute ဗန်မန်ကြောင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကြခင်မှာလည်းဒီ Absolute ဗန်မန် animation အနေနဲ့ထွက်တော့မှာဆိုတော့မထွက်ခင်မှာဒီကောင်ကဘယ်လိုလဲဆိုတာသိအောင်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ထားဖို့လိုတယ်နော်ဆိုတော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ဘာမီ Hero ဆိုတဲ့ YouTube channel လို့လည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့စလိုက်အောင်ချမ်းသာတဲ့တထေးသားနီးပညာမြင့်တဲ့ပစ္စည်းတွေနဲ့ backgate ထဲမှာနေတဲ့ Bruce Wayne ကိုအခုအဆိုင် Bro မေးလိုက်ပါတော့အခုကျွန်တော်မြင်တွေ့နေရမယ့်ဗန်မန်ကဘာအရင်နီးမှမရှိပတ်စံလုံးဝမရှိဘဲနဲ့သူ့ရဲ့ခန္ဓာကိုဉာဏ်ပညာကိုလက်နဲ့ဝှက်သုံးပြီးတော့ဂေါ်တန်ရဲ့အချင်းပြက်ချစားတဲ့အထက်တန်းလွှာတွေကိုတိုက်ခိုက်မဲ့ Underdog ဗန်မန်ပဲဖြစ်ပါတယ်။ Absolute ဗန်မန်အကြောင်းမပြောခင်မှာဒီ Absolute Universe အကြောင်းကိုတော့ခင်ဗျားတို့သိထားဖို့လိုပါပဲ။ DC က2024ခုနှစ်မှာ DC All In ဆိုတဲ့ project နဲ့အတူ Universe အသစ်တစ်ခုကိုထပ်မံပြီးတော့မိတ်ဆက်လိုက်ပါတယ်။ဒီ Universe ကဓာတ်စာရဲ့စွမ်းအင်အနေနဲ့ဖန်တီးထားပြီးတော့ Mainline DC Universe က Superman ရဲ့ Hope ဆိုတဲ့ညှော်လင်းချက်တည်ဆောက်ထားတယ်ဆိုလို့ရှိရင် Absolute Universe မှာတော့ဓာတ်စာရဲ့စိန်ခေါ်မှုနဲ့ဒုက္ခတွေပေါ်မှာပဲအခြေခံထားတာပါ။ဒီကမ္ဘာဟီးရိုးတွေကအခွင့်ထူးခံတွေလုံးဝမဟုတ်ကြဘူးပါသူတို့မှာရှိတဲ့အားသာချက်တွေကိုအကုန်လုံးရိုက်ချိုးထားတာကျွန်တော်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်စူပါမန်မှာအဖေနဲ့မိနဲ့လုံးဝမရှိတော့ဘူးဝန်ဒါဝူမန်မှာဆိုလို့ရှိရင်လည်းဒီအမေဇုန်ကျွန်းမရှိတော့ဘူးเนาะဆိုတော့ဒီလိုပဲဗန်မန်မှာလည်းဘီလီယံနာဆိုတဲ့ဂုဏ်မှုလုံးဝမရှိတော့ဘူးဆိုတော့ကျွန်တော်သူ့ရဲ့ origin ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝကြေကွဲဖို့ကောင်းတယ်ပါသူ့ဖေတော်မဲ့ရင်ကဒီတိရစ္ဆာန်ရုံမှာဖြစ်သွားခဲ့တဲ့အဆုလိုက်ပြုံလိုက်ပြစ်တက်မှုတွေကနေပြီးတော့ကလေးတွေကိုကဲတင်ရင်းနဲ့ပဲမှားသွားကွာဆိုတော့အဲ့အချိန်မှာဒီ Bruce ကလီနိုကိုထဲမှာပိတ်မိနေခဲ့ပြီးတော့သူ့ဖေအသက်ခံရတော့အပြင်ကနေပြီးတော့ကြားနေခဲ့တာသူ့မိမာတာရင်ကတော့အသက်ရှင်သေးဖြစ်ပြီးတော့ Bruce ကိုလည်းတေချာပြုစုထောင်ခဲ့ကွာဒါကြောင့်ဒီဗန်မန်မှာအမေရှိနေတယ်ဆိုတဲ့အချက်တစ်ချက်ကလုံးဝစိတ်ဝင်စားဖို့ကောင်းတယ်နောက်ထပ်လုံးဝ surprise ဖြစ်သွားတဲ့အချက်ကတော့သူ့ရဲ့ body ပဲသူ့ရဲ့ body ကလုံးဝကြီးမားတယ်ကွာသူကအရက်6ပေ6လက်မရှိပြီးတော့အလေးချိန်ကလည်းပေါင်400ကျော်လောက်ရှိတယ်ဘာလို့ဒီလောက်ကြီးနေလဲဆိုတဲ့အဖြေကလည်းရှင်းတယ်သူကဒီဘောစီဗန်မန်လိုမျိုးကနီးပညာအမြင်ဝတ်စုံနေနောက်ပြီးတော့လက်နက်တွေဝယ်ဖို့ပတ်စံမရှိတဲ့အတွက်သူ့ရဲ့တစ်ခုတည်းသောခန္ဓာကိုယ်ပဲအပြင်းထန်လေ့ကျင့်ပြီးတော့ဒီ warrior body မျိုးဖြစ်အောင် train ထားတာကွာနောက်ပြီးတော့သူ့ရဲ့ဘတ်စုကလည်းဆောင်းဝထူးဆန်းနေဒီသူ့ရဲ့ရှင်ဘက်ကဘတ်စင်ပဲကြီးကိုဖြုတ်လိုက်အောင်ပါပဲပတ်စင်အဖြစ်သုံးလို့ရသေးတယ်သူ့ရဲ့ဝိယုံကလည်းတာမန်ဝိယုံမဟုတ်ဘူးကွာဒီ technology နဲ့လုပ်နီးပညာနဲ့ပေါ့နော်ဖန်တီးထားပြီးတော့အသုံးပြုလို့ရတဲ့ဝိယုံကွာနောက်ပြီးတော့ဒီထဲမှာဗန်မန်ကဒီ civil engineer နဲ့ကြောင်းပြီးထားဆိုတော့နောက်ထပ်ကြီးမားတဲ့အပြောင်းလဲတစ်ခုကလည်းရှိသေးတယ်ဒါ Airfat ပဲ Airfat ကကျွန်တော်တို့တည်ထားတာကအိမ်ကူပေါ့နော်ဒီ Absolute Universe ထဲမှာတော့အဲ့လိုမဟုတ် Airfat ကဒီ MI6 ရဲ့ထိပ်တန်း agent ဟောင်းတယောက်ဖြစ်ပြီးတော့ကွာဒီဗန်မန်ကိုစောင့်ကြည့်ဖို့အတွက် Gotham ရောက်လာဆိုတော့ဒီ comic မှာဆိုလို့ရှိရင်လည်းဒီ Joker က billionaire ပေါ့နော်သူက Gotham မြို့ကိုထိန်းချုပ်ထားတဲ့တထေးကွာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ဒီ Riddler တို့ Penguin တို့ကလည်းဒီလောကမှာပို့ပြီးတော့ဆိုးရွားတဲ့ဇာတ်ကောင်တွေဖြစ်တည်ရှိထားတာကွာအဓိကချက်ကတော့ဒီလောကမှာလွယ်ကူရဆိုတော့လုံးဝမရှိဗန်မန်ကခြေတလန်းလှမ်းလိုက်တိုင်းမှာနှစ်လန်းနောက်ဆုတ်ရတဲ့အခြေအနေမျိုးပါဘိန်းဆိုလို့ရှိရင်လည်းပုံမှန်ထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့ဒီဂျပန်ကိုင်ကျူးရီလိုမျိုးအသွင်ပြောင်းနိုင်တဲ့ဒီစွမ်းအားကြီးမားနေ။ဘာကြောင့်ဒီ Absolute ဗန်မန်ကဒီလောက်တော့ရေပန်းစားနေရလဲဆိုလို့ရှိရင်တော့အဖြေကတော့ဒီ relatively ပါပဲ။ပရိသတ်တွေကအခုနောက်ပိုင်းမှာဘီလီယံနာသူရဲကောင်းတွေထက်ကိုအားကိုပြီးတော့တိုက်ပွဲဝင်နေတဲ့ဒီ Underdog တွေပို့ပြီးတော့အားပေးခြင်းဘာမှမရှိတဲ့လူတယောက်ကဒီစနစ်တစ်ခုလုံးပြောင်းပြီးဖို့ကြိုးစားနေအောင်မြင်ရတယ်အရင်ကစိတ်လှုပ်ရှားဖို့ကောင်းတယ်ကွာဒါတခြားဗန်မန်ဇလန်တွေတဲ့ပို့ပြီးတော့ရက်ဆက်တယ်ပို့ပြီးတော့ကြမ်းတမ်းတယ်ဒါပေမဲ့လည်းမူလဗန်မန်ဇက်ကောင်လုံးဝမပြောက်သွားဘူးကွာဆိုတော့ကျွန်တော်အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်ဒီ Absolute ဗန်မန်ဆိုတာဗန်မန်ရဲ့ကြမ်းတမ်းတဲ့ version တွေကတခုပဲသူကအမောင်ထဲမှာရှိနေတဲ့အမှန်တရားကိုလိုချင်တဲ့သူကပတ်စံရှိလို့သူရဲကောင်းဖြစ်လာတာမျိုးမဟုတ်ဘဲနဲ့ကြိုးစားအားထုတ်မှုစိတ်သက်ခွန်အားတွေကြောင့်သူရဲကောင်းဖြစ်လာခုဆိုလို့ရှိရင်လည်းဒီ issue တော်တော်များများထွက်ရှိနေဖြစ်လို့အစားအနေဖက်ကြည့်ဖို့ကျွန်တော်ကအကြံပေးပါတယ်ခင်ဗျားတို့ရောဒီ Absolute ဗန်မန်ကိုဘယ်လိုမြင်လဲပေါ့နော် animation ထွက်လာမယ်ဆိုလို့ရှိရင်ရောဒီ comic ကိုမှီပါမလားပေါ့နော် comment မှာတစ်ချက်ဆွေးနွေးပေးပါဦးဒီနေ့ video လေးကဒီလောက်ပါပဲနောက်ထပ်လည်းစိတ်ဝင်စားကောင်းတဲ့ comic ဇာတ်လမ်းတွေနောက်ပြီးတော့ဒီရုပ်ရှင်တွေ super hero နဲ့ပတ်သက်တာတွေကိုလည်းဒီတင်ပေးဦးမှာမလို့ကျွန်တော်တို့ဘာမေ hero ဆိုတဲ့ YouTube channel လေးကိုလည်း subscribe လုပ်မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာကြံတွေ့ကြပါ see you